ပါရဲ့မိတ်ဆွေညီကိုမောင်နှမများအားလုံးမင်္ဂလာပါပတ်စဉ်ပတ်တိုင်းတင်ပေးနေကြဖြစ်တဲ့ပါရဲ့တပတ်စာလေးကိုလာရောက်တင်ပြခြင်းဖြစ်ပါတယ်အခုပတ်တီကနေစပါမယ်ပတ်တီကလည်းပတ်စဉ်ပတ်တိုင်းပြလာတာအခုဆိုရင်6လကျော်မှန်နေစေပတ်တီတစ်လုံးကိုပြပါမယ်အဲ့ဒီပတ်တီကဒီမှာကဗုဒ္ဓဟူးနေ့ပိတ်ရက်ဖြစ်တော့ယူလို့မရဘူးဒီပင်ကနေစမယ်ဒီပင်ကနေစမယ်ဆိုတော့ဒီမှာပတ်တိုင်းကြည့်နေတဲ့ပပရဲ့မောင်နှမတွေသိပြီးကြမယ်မကြည့်ပြီးတဲ့လူတွေလည်းပြန်ကြည့်ပေါ့နော်အင်္ဂါနေ့မနေ့စီကနနှလုံးရယ်ဗုဒ္ဓဟူးနေ့မနေ့စီနောက်ပိတ်ရယ်ပေါင်းတော့3ခွန်5 3လုံးပေါင်းတော့9ရပါတယ်9ရက်နှစ်ခတ်က3ပါ3ပတ်တီက36ဆိုပြီးထွက်တယ်ခါနောက်တစ်ပင်မှာ4 1 2 3လုံးပေါင်းတော့ခွန်ရပါတယ်ခွန်နှစ်ခတ်က3ညပါဒီမှာ3ည1လို့ထွက်တယ်ဒီမှာပိတ်ရက်ရှိတော့ယူလို့မရပါဘူးတခါနောက်တစ်ပင်မှာ1 5 5 3လုံးပေါင်းတော့1ရပါတယ်1နှစ်ခတ်8မှာ2 8ဆိုတဲ့8ပတ်တီထွက်တယ်ခွန်3 8 3လုံးပေါင်းတော့8ရပါတယ်8နှစ်ခတ်1က3 1ဆိုပြီး1ပတ်တီထွက်တယ်3 1 1 3လုံးပေါင်းတော့9ရတယ်9နှစ်ခတ်3က3ည3ဆိုတဲ့3ပတ်တီထွက်တယ်9 4 3ည3လုံးပေါင်းတော့9ရပါတယ်9နှစ်ခတ်6က1 6ဆိုတဲ့6ပတ်တီထွက်တယ်တခါ9 9 6 3လုံးပေါင်းတော့4ရပါတယ်4ပတ်တီ4နှစ်ခတ်2က9နှစ်ဆိုတဲ့2ပတ်တီထွက်တယ်9 3ည2 3လုံးပေါင်းတော့ခွန်ရတယ်ခွန်နှစ်ခတ်3ညက6 3ညဆိုတဲ့3ညပတ်တီထွက်တယ်2 8 6 3လုံးပေါင်းတော့6ရပါတယ်6နှစ်ခတ်1က6နှစ်ခတ်9က1 9ဆိုတဲ့9ပတ်တီထွက်တယ်3 3 8 3လုံးပေါင်းတော့4ရပါတယ်4နှစ်ခတ်2က1နှစ်ဆိုတဲ့9နှစ်ဆိုတဲ့2ပတ်တီထွက်တယ်နော်ဒီမှာအင်္ဂါမရှိတော့ယူလို့မရဘူး9ခွန်6 3လုံးပေါင်းတော့2ရပါတယ်2နှစ်ခတ်4ကဒီမှာ4 4ဆိုတဲ့4ပတ်တီထွက်တယ်2 1ခွန်3လုံးပေါင်းတော့3ညရပါတယ်3ညနှစ်ခတ်ခွန်က1ခွန်ဆိုတဲ့ခွန်ပတ်တီထွက်တယ်9ခွန်2 3လုံးပေါင်းတော့9ခွန်2 3လုံးပေါင်းတော့8ရပါတယ်8နှစ်ခတ်1ကဒီမှာ1 5ဆိုတဲ့1ပတ်တီတောက်ကြနေ့မှာလာထွက်တယ်6 8ခွန်3လုံးပေါင်းတော့1ရပါတယ်1နှစ်ခတ်8က3 8ဆိုတဲ့8ပတ်တီထွက်တယ်6 5 6 3လုံးပေါင်းတော့ခွန်ရပါတယ်ခွန်ပတ်တီ3ညကဒီမှာ3ညခွန်တို့3 3ညတို့3ညပတ်တီထွက်တယ်ဒီမှာဖောင်းရက်ရှိတယ်နောက်တစ်ပင်မှာ9ခွန်1 3လုံးပေါင်းတော့ခွန်ရပါတယ်ခွန်နှစ်ခတ်3ညကဒီမှာ3ည3ညဆိုပြီးထွက်တယ်1 3 1 3လုံးပေါင်းတော့9ရပါတယ်9နှစ်ခတ်3က1 3ဆိုတဲ့3ပတ်တီထွက်တယ်9 8 4 3လုံးပေါင်းတော့
1ရပါတယ်1နှစ်ခါ8ကဒီမှာ3ည8ဆိုပြီးထွက်တယ်ခွန်3ည5 3လုံးပေါင်းတော့2ရပါတယ်2နှစ်ခါ4ကအစောကြီးပဲဒီမှာ1 4ဆိုတဲ့4ပါတီထွက်တယ်4 3ဆိုတဲ့4ပါတီထွက်တယ်ဒါကြောင့်ဒီတစ်ပတ်မှာ3 3 3 3လုံးပေါင်းတော့9ရပါတယ်9နှစ်ခါ6ကမပြောက်ပါတီပါနော်ဒီမှာ6ပါတီကမပြောက်ပါတီပါပါတီအနေနဲ့6ပါတီပြီးရင်ဘရိတ်ကိုသွားမယ်ဘရိတ်ကလည်းပါစင်ပါတိုင်းပေးလာတာအခုဆိုရင်တစ်နှစ်ကျော်လို့နော်နောက်ထပ်6လရောက်ခဲ့ပြီဒါကြောင့်အဲ့ဒီပါတီကိုအဲ့ဒီဘရိတ်ကိုပဲပြန်ပေးမယ်နော်ဒီမှာကဖောင်းရက်ရှိတော့ရက်ပြပါကစပြမယ်3ည5နှလုံးပေါင်းတော့9 3ည3ည5နှလုံးပေါင်းတော့9ရပါတယ်9 3ညဘရိတ်ကနောက်တစ်ပတ်မှာ4 1ဆိုတဲ့9ဘရိတ်ထွက်တယ်8 3နှလုံးပေါင်းတော့1ရပါတယ်1 6ဘရိတ်က3ည1ဆိုတဲ့1ဘရိတ်ထွက်တယ်ဒီမှာပိတ်ရက်ရှိတယ်တခါနောက်တစ်ပတ်မှာ9နှစ်နှလုံးပေါင်းတော့ခွန်ရပါတယ်ခွန်2ဘရိတ်က3ညခွန်လို့ခွန်ဘရိတ်ထွက်တယ်3ညနှလုံးပေါင်းတော့3ညရတယ်3ည5ဘရိတ်က3ည5ဆိုတဲ့5ဘရိတ်ထွက်တယ်3ည6နှလုံးပေါင်းတော့6ရတယ်6 1ဘရိတ်က9 1ဆိုတဲ့6ဘရိတ်ထွက်တယ်ခွန်3ညနှလုံးပေါင်းတော့ခွန်ရတယ်ခွန်2ဘရိတ်က2 5ဆိုတဲ့ခွန်ဘရိတ်ထွက်တယ်ဒီမှာ2 4နှလုံးပေါင်းတော့6ရတယ်6 1ဘရိတ်မှာ9နှစ်ဆိုတဲ့1ဘရိတ်ထွက်တယ်9 3ညနှလုံးပေါင်းတော့9ရတယ်9 4ဘရိတ်မှာ9 4ဘရိတ်မှာ1 3ဆိုတဲ့4ဘရိတ်ထွက်တယ်9ခွန်နှလုံးပေါင်းတော့6ရတယ်6 1ဘရိတ်မှာ3 3ဆိုတဲ့6ဘရိတ်ထွက်တယ်4 1နှလုံးပေါင်းတော့9ရတယ်9 3ညဘရိတ်မှာဒီမှာ4 6ဆိုတဲ့3ညဘရိတ်ထွက်တယ်1 1နှလုံးပေါင်းတော့2ရတယ်2ခွန်ဘရိတ်မှာဒီမှာ6 6ဆိုတဲ့2ဘရိတ်ထွက်တယ်ခွန်4နှလုံးပေါင်းတော့1ရတယ်1 6ဘရိတ်မှာ1 6ဘရိတ်မှာဒီမှာ9 1ဆိုတဲ့6ဘရိတ်ထွက်တယ်2 5နှလုံးပေါင်းတော့ခွန်ထွက်တယ်ခွန်ရတယ်ခွန်2ဘရိတ်မှာဒီမှာ9နှစ်ဆိုတဲ့ခွန်ဘရိတ်ထွက်တယ်4 1နှလုံးပေါင်းတော့9ရတယ်9 3ညဘရိတ်မှာ2 8ဆိုတဲ့3ညဘရိတ်ထွက်တယ်2 9နှလုံးပေါင်းတော့1ရတယ်1 6ဘရိတ်မှာ6 5ဆိုတဲ့1ဘရိတ်ထွက်တယ်ဒီမှာတနင်္လာပိတ်တော့ယူလို့မရဘူးဒီမှာလည်းဖောင်းရက်ရှိတယ်ဒီမှာရက်ပြပတ်မှာ9 4နှလုံးပေါင်းတော့9ရတယ်9 4ဘရိတ်က1 3ဆိုတဲ့4ဘရိတ်ထွက်တယ်3 4နှလုံးပေါင်းတော့ခွန်ရတယ်ခွန်2ဘရိတ်မှာ9 8ဆိုတဲ့ခွန်ဘရိတ်ထွက်တယ်ဒီမှာတနင်္လာပိတ်တယ်နောက်တစ်ပင်မှာ9 6နှလုံးပေါင်းတော့9ရတယ်9 3ညဘရိတ်မှာနော်9 3ညဘရိတ်မှာ1 4ဆိုတဲ့9ဘရိတ်ထွက်တယ်ဒါကြောင့်ဒီတစ်ပတ်မှာခွန်3နှလုံး4 3နှလုံးပေါင်းတော့ခွန်ရတယ်ဆိုတော့ဒီတစ်ပတ်မှာမပြောက်ဘရိတ်ကခွန်2ဘရိတ်ပါနော်ဘရိတ်ကခွန်2ဘရိတ်ပြီးရင်ထိပ်စီကိုသွားမယ်ထိပ်စီကတော့ပတ်စင်ပတ်တိုင်းပဲပေးလာတာသူလည်းတစ်နှစ်ကျော်လာခဲ့ပြီနော်အဲ့ဒီထိပ်စီကဟူးမကျော်အထွက်များပါတယ်
ဒီထိပ်စီကိုဒီအပေါ်ကနေစမယ်ဆိုရင်ကျက်စာပရိနဲ့အလယ်နှလုံးပေါင်းခြင်းကအလယ်နှလုံးပေါင်းခြင်းကနေယူရတဲ့ထိပ်သုံးလုံးပဲဖြစ်တယ်ဒီမှာ3ကြ4နှလုံးပေါင်းတော့4ရပါတယ်4 5 6ထိပ်မှာ5ထိပ်ထွက်တယ်5 9နှလုံးပေါင်းတော့2ရတယ်2 3 4ထိပ်မှာ3ထိပ်ထွက်တယ်5 9နှလုံးပေါင်းတော့2ရတယ်2 3 4ထိပ်မှာ3ထိပ်ထွက်တယ်ဒီမှာပိတ်ရက်ရှိတယ်နောက်တစ်ပင်မှာ3ကြနှလုံးပေါင်းတော့3ကြရတယ်3ကြ1 2ထိပ်မှာ3ကြထိပ်ထွက်တယ်4 9နှလုံးပေါင်းတော့3ရတယ်3 4 5ထိပ်မှာ4ထိပ်ထွက်တယ်2 4နှလုံးပေါင်းတော့6ရတယ်6 9 8ထိပ်မှာ9ထိပ်ထွက်တယ်9 9နှလုံးပေါင်းတော့4ရတယ်4 5 6ထိပ်မှာ5ထိပ်ထွက်တယ်5 3နှလုံးပေါင်းတော့8ရတယ်8 9 3ညထိပ်မှာ9ထိပ်ထွက်တယ်8 3နှလုံးပေါင်းတော့1 1 2 3ထိပ်မှာ1ထိပ်ထွက်တယ်3ည1နှလုံးပေါင်းတော့1 1 2 3ထိပ်မှာ3ထိပ်ထွက်တယ်4 4နှလုံးပေါင်းတော့8 8 9 3ညထိပ်မှာ9ထိပ်ထွက်တယ်6 9နှလုံးပေါင်းတော့9 5 6 9ထိပ်မှာ9ထိပ်ထွက်တယ်9 3ညနှလုံးပေါင်းတော့9 5 6 9ထိပ်မှာ6ထိပ်ထွက်တယ်4 5နှလုံးပေါင်းတော့9 9 3ည1ထိပ်မှာ9ထိပ်ထွက်တယ်3 2နှလုံးပေါင်းတော့9 5 6 9ထိပ်မှာ6ထိပ်ထွက်တယ်8 2နှလုံးပေါင်းတော့3ည1 2ထိပ်မှာ1ထိပ်ထွက်တယ်2 6နှလုံးပေါင်းတော့8 8 9 3ညထိပ်မှာ8 9 3ညထိပ်မှာ3ညထိပ်ထွက်တယ်ခွန်3နှလုံးပေါင်းတော့3ည1 2ထိပ်မှာ3ညထိပ်ထွက်တယ်ခွန်5နှလုံးပေါင်းတော့2 2 3 4ထိပ်မှာ3ထိပ်ထွက်တယ်4 9နှလုံးပေါင်းတော့3 3 4 5ထိပ်မှာ5ထိပ်ထွက်တယ်1 3နှလုံးပေါင်းတော့4 4 5 6ထိပ်မှာ5ထိပ်ထွက်တယ်4 2နှလုံးပေါင်းတော့6 6 9 8ထိပ်မှာဒီမှာ6ထိပ်ထွက်တယ်နော်ဒီတစ်ပတ်မှာဟူးကြော်သွားတယ်အဲကြောင့်နောက်တစ်ပတ်မှာခွန်နှလုံးပေါင်းတော့4လာမယ့်ပတ်မှာထိပ်စီက4 5 6ထိပ်ပါဒါပြီးရင်အခွေကိုပတ်စဉ်ပတ်တိုင်းတွက်เสียမလို့ပဲပေးနေတဲ့အခွေကိုပဲဆက်ပေးမယ်အဲ့ဒီအခွေကနော်ကလင်ဒါမှာပြန်တိုက်ကြည့်ပါ3 8 5 3ညအပူပါခွေနော်ပြီးရင်ဒါကပတ်တိုင်းပေးနေတဲ့မွေးကိုကွက်ကိုနော်ကီးနဲ့ပရိတ်အပီးပေါက်တဲ့မွေးကိုကွက်ကိုပေးပါမယ်အရင်ပတ်ကတော့ကနန်းတူတွေများတော့မွေးက6ကွက်ပဲရတယ်အဲ့ဒီ6ကွက်ထဲမှာထွက်သွားတယ်အခုဒီတစ်ပတ်အဲ့ဒီမွေးကအစနဲ့အဆုံးပဲပြပေးမယ်အပတ်တိုင်းပြလာတာဆိုတော့ဒီပတ်လည်းအဲ့ဒီမွေးကိုပဲယူမယ်အဲ့ဒါကဘယ်ကစမလဲဆိုတော့3ည5ခွန်3ည5ခွန်ပါတယ်9 3ည3ပြိဟုတ်ပြီ
စပဲစလိုက်မယ်နော်ဒီမှာဒီ3ရယ်ဒီခွန်ရယ်ပေါင်းတော့3ညရပါတယ်3ည5ခွန်ကဂီးပါဒီမှာပဲရေးလိုက်မယ်3ည5ခွန်ကဂီးဒီ3ညရယ်ဒီ9ရယ်ပေါင်းတော့9ရတယ်9 3ညက9 3ည3ကပရိတ်ဒါဆိုရင်3ည5ခွန်ပါတဲ့9 3ည3ပရိတ်မှာဒီမှာ9ပါတဲ့3ပရိတ်8 5ဆိုပြီးထွက်တယ်ခါဒီမှာ9 9နှလုံးပေါင်းတော့3ညဒီမှာလဲ3ည5ခွန်ပါတဲ့8 3နှလုံးပေါင်းတော့1 168ပရိတ်မှာ3ည5ခွန်ပါတဲ့168ပရိတ်မှာဒီမှာ3ည1ဆိုပြီးထွက်တယ်ဒီမှာပရက်စီတော့ယူလို့မရဘူးเนาะဒီတိုင်းလေးပဲကလီရာဒီပြေလုံးမှာတွက်ကြည့်ပါပြက်ပင်မရှိသေးပါဘူးဒါကြောင့်ဒီအခုပတ်တွက်ပြလိုက်မယ်เนาะဒါကြောင့်ဒီမှာ3ခုနှလုံးပေါင်းတော့3ညဒါကြောင့်3ညပါဝါက9နှစ်ခတ်ကခွန်3ည5ခွန်ကဂီဒီ4ရယ်ဒီ3ရယ်ပေါင်းတော့ခွန်ရတယ်ဒါကြောင့်ခွန်ပါဝါ2နှစ်ခတ်3ညဒါကပရိတ်ပါဒါကြောင့်3ည5ခွန်ပါတော့ခွန်2 3ညပရိတ်ကိုစီမယ်ဆိုရင်3ညပါတဲ့ခွန်ပရိတ်က3ညခွန်5ပါတဲ့3ညတလုံးအရင်ရှင်းမယ်3ညပါတဲ့ခွန်ပရိတ်က3ညခွန်3ညပါတဲ့2ပရိတ်က3ည2 3ညပါတဲ့3ညပရိတ်က3ည3ည5ပါတဲ့ခွန်ပရိတ်က9နှစ်5ပါတဲ့2ပရိတ်က9ခွန်5ပါတဲ့3ညပရိတ်က9 9တခါခွန်ပါတဲ့ခွန်ပရိတ်ကခွန်3ညဒီမှာပါပြီးသားမရေးတော့ဘူးခွန်ပါတဲ့2ပရိတ်ကခွန်5ဒီမှာ5ခွန်ပါပြီးမရေးတော့ဘူးခွန်ပါတဲ့3ညပရိတ်ကခွန်3ဆိုတော့ဒီတစ်ပတ်မွေးကအပူး2ကွက်နဲ့အာ5ကွက်ပဲရှိပါတယ်ဒါကြောင့်ဒီကဏ္ဍတွေကိုကတ်လုပ်ပြီးတော့တနေ့လာမနေ့အဖွင့်နေမနေ့ post မှာတင်ပေးပါမယ်เนาะဒါကိုမှတ်ချင်တဲ့သူတွေမှတ်ထားလို့ရပါပြီเนาะပါတင်ပြတာလေးကိုသဘောကျနှစ်သက်မယ်ဆိုရင် like လက်မလေးတွေ comment လေးတွေနဲ့ share တတ်တဲ့လူတွေ share လေးတွေနဲ့ကူညီပေးကြပါငွေလည်းမလိုဘူးဘေးလည်းမလိုဘူးအားပေးမှုကိုပဲလိုချင်ပါတယ်အားလုံးနဲ့ပါရညီကိုမောင်နှမများအားလုံးကျမ်းမာချမ်းသာလို့လိုရင်ဆန္ဒတစ်လုံးတစ်ပါးလည်းပြေးသွားပြီဘဝမောတွေပြေပြောင်းနိုင်ကြပါစေ